အရိယာနွယ်ဝင်သူတော်စင်အပေါင်းတို့ခမညာနိုင်ငံကျော်ဓမ္မကတိကသမင်ညာဆရာတော်ဘုရားဓမ္မစက်ကပဝတ္တနာသုတ်တော်ကိုဟောကြားတော်မူမည်ဖြစ်ပါ၍ရိုသေစွာနာကြားကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ခမညာဘုံဗံပရမေထိန်ထိန်ဝေတိစိန်နေထောဖြာသောဖယားကရှိလျာလွန်လေးလက်သင်ချဲနှင့်ကန့်နေတသိန်းဆင့်ရင်သောပါရမီကိန်းတို့ကိုဖြီသိန်းစီးပူတော်မူခဲ့ရာဒီပင်ငရာစာကတ္တဝါဆုံးစောထောဘုံတို့၏မြတ်ကျုံဒီပြရိပန်းကိုဆင်မြန်းတော်မူခဲ့ပြီးဒီနောက်ထွန်တောက်ကဲမြင်ပါရမီဟုံးကအလုံးစုံရင်တဖြင့်ပွင့်လို့နေကြုံလေသောတိုင်းဘုံမစ္စည်းမကပိလာအောင်ခံနန်းတော်ကြီးသခင်ဘယင်သုတ်တော်ရလာ၏ညာနမဒေဝီမဟေဒီဝမ်းတိုင်း၌ကိမ့်ပိုက်တော်မူပြီလျင်လုံမိကြီးဥယျင်ဝဲဖွားမြင်တော်မူခဲ့၍16နှစ်အရွယ်တော်တွင်မဲရသောကံဘူပွားနှင့်ဆုလျတော်ရစ်စဉ်လာရာဟုဖွားဖြင့်လင်းနမိတ်ထင်သည်တွင်ဒီရွှင်တော်မချောင်းမြေလောကီမှာညီငွေပြီထိုရနေ့ညသံကောင်းရွှေနန်းကိုခွာဆောင်၍နောမလောင်ကံတပည့်တို့မြန်ထွက်တော်မူခဲ့လေသည်အနောမတောင်ဆွဲတွင်ဆန်းတော်ကိုဖြတ်ပယ်၍ရှစ်သွဲသောပရိခယာကိုဂတိကာပြမမင်းသက်ဆင်း၍လူကသဖြင့်လူနတ်တို့ထိပ်ပန်းသည်မြယဟံပြုပြီးသောအကျင့်တော်ဒုက္ခရ6နှစ်မြတိုင်တိုင်ကျင့်နိုင်ဖို့ခက်ခဲကိုရဲရဲဤကျင့်3တရက်နောက်ဆုံးနှစ်အတိုင်ပင်ဘောရီဝေမန်တိုင်ဝဲလေးဆိုင်သောသစ္စာနှင့်ပုရိအာအမြိုက်ပန်းကိုဆောလန်းငါလွယ်ကူရွှေလက်တော်ချူပြီးမှရန်သူတော်ငါတွေနောက်ကျသည်မှန်စစ်တွေကိုညံ့ညက်ကြချေမုံတရဲ့ရွှေဖုံတော်ဘုံတကွန်ကိုမိုးစုံသည့်ဖြန့်လွှာဘုံ30ခရိုင်ပြမှမြတ်ဖျားဖြစ်တော်မူလေတည်းလူရောနတ်ပါပြမမကျွင်းဘုံကပင်ကဝတ်စင်ပူဇော်ကြရာသမ္မာသမ္ဗုဒ္ဓ3လောကမကိုက်အမြိုက်ထွထားမြတ်ဖျားဖြစ်တော်မူပြီးသောကိုတော်ဒီလာဖို့ချမ်းသာဖြင့်သတ္တမြတ်ဌာနဝေနဝတာလီရဲ့စင်စီဖြင့်ယက်တီမွေလျော်စံပဲတော်မူပြီးဒီနောက်ပေါရောက်သိမြင်တရားလောင်းအစဉ်ကိုဆင်ញင်တော်မူလေရာလွန်စွာနဲ့ခက်ခဲပြီးတောင်းတရားလောင်းကိုအပေါင်းများစွာသတ္တဝါတို့သည်ဘယ်မှသိနိုင်ကြမည်နည်းကိလေသာပြောထုညစ်ကြေးမြူနှင့်နတ်လူပြမသတ္တဝါကိုငါ၏တရားမဟောကြားပဲငါကကိုယ်ဤချမ်းသာမိ၍ငြိမ်းကြီးငြိမ်းစွာဖို့ချမ်းသာဖြင့်ဝင်စားကနေတော်မြည်နှလုံးချင်းစောထွတ်ဖုံးမြတ်ဖရာသည်အားလျော့တော်မူခဲ့ပြန်လေရာထိုတိအခါမောမြမဟုမဟာဗဟံပတိအေဂုံတိလေသောနတတိဝတ္တဘောလောကောဘောအိုအချင်းတို့လောကောလောကကြီးသည်နတတိဝတ္တပျက်စီးတော်မူတကားဤကဲ့သို့ညီးတွားလျက်ဘုရားရှင်အထံသို့လင်းမြန်စွာသက်ဆင်း၍ရှိခိုးခြင်းအင်္ဒလီအကျဉ်းချင်းကျင်းချီလျက်သမင်္ဂီစေနာယုသေးခြင်းအဖျားပြားကိုရှိတော်မှာပြုပြီးမှဒေလေတုဗန္တေဘဂဝါဓမ္မံဗန္တေဘဂဝါဖုံးတော်နေဝံထွန်းတထိန်တိန်သာဂိထိုဖူနိဗ္ဗာန်မူဓမ္မံသိမြင်ချိုးတွင်အလင်းထိန်လဲဓမ္မဆက်ကိုဒေလေတုတတ္တဝါအများအားကရုဏာရှိချ၍ဟောကြားတော်မူပါဖျားဝတ္တဝါကတဏ္ဏံဤကဲ့သို့တောင်းပန်သဖြင့်နိဗ္ဗာန်ပိုင်အရှင်လေးသစ္စာသခင်သည်သိမြင်ပြီးတရားမြတ်ကိုဟောမြတ်တော်မူခြင်းဟာကရုဏာအာယုံမွန်းထုံသောနှလုံးသားဖြင့်ဆုံးပြတော်မူပြန်လေသည်တွင်
ဗြဟ္မာသဟံပတိအဘိယစကာခွင်တောင်းသည့်ကိစ္စကြောင့်လောကကိုညံကွန်ရခြင်းဖြန့်ကျိပ်ပြီးရှုလေသောဉာဏ်စက္ခုအတွင်းသို့ထင်အလင်းမြင်လာတုံးမိဂရာမြေယကုံတွင်ပြည့်စုံပြီးပါရမီ၅ပါးသောဝဂီအားအစရှိအာရိကံဓမ္မစက်သုတ်တံကိုသမုဋ္ဌံခွန်အိမ်၍ညွှန်မိန်တော်မူခြင်းငှာရွှေစัจ जा ပရုံပန်းစုံနှပြကြွားမြန်း၍ဘောဓိနာအောင်မြေမှရှောင်းသွေး၍အကြွမိဂရာဗျဟာဝနတွင်တပတငါဥတို့အားတရားသူဟောကြားတော်မူလေသည်မှာတွေမေဘိက္ခွေအန္တပပစီတေနနတ်သေးဝိတပ္ပံဤကဲ့သို့အစဖျားသောဓမ္မစကြာတရားမြတ်ကြီးဖြစ်လေသည်ဘုရားရှင်စေဖြစ်ပြီးသောအခါရှိဟုစွာဖြင့်စัจ जा တရားဟောတော်မူခဲ့သည့်အချက်များကိုထောက်ထားကဆင်ခြင်လင်းလင်းကြီးမြင်ညပြီးလျင်သူတော်စင်မြတ်ကလျာဗရာမျိုးတတ်ပါလျက်လာလနာတော်ကိုခိုးလုံး၍ကြည်ုံခြင်းရှိကြသောကလျာဏဂိုင်းဝင်သရာရကြည်လင်ပါရမီရှင်ပေါင်းတို့သည်စိတ်ဓမ္မအရင်ခံလျက်သမုဋ္ဌံစัจ जा မြတ်လာသောသုဒ္ဓမကိုနှုတ်လျာဖြင့်ကွန်မြူ၍ယင်ကျူရွတ်ဆိုကြကုန်အံ့တည်းသာဗျာနမောတတ္တဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘိက္ခုနံပိစဝကိနံဣတိပရဏနာမကေမိဂဒာယေဓမ္မဝရံယံတံနိဗ္ဗာနပါပကံသဟံပတိနာမကေနမဟာဗျံမေနယာစီတောစတုသေသံပကာသင်တောလောကနာထောအရိတိနန္ဒီတံသဗ္ဗဒေဝိသဗ္ဗသံပတိတာရကံသဗ္ဗလောကဟိတာထာယဓမ္မစကံပနာမဟိဧဝမေတုတံဧကံသမယံဘဂဝါဘာယနတိယဝိဟရတိဣတိပရဏိမိဂရာယေတတ္တရာခောဘဂဝါပိစဝကိယေဘိက္ခုအာမံတိတိတွေမေဘိက္ခွေအန္တပပစီတေနနသေဝိတပံကတမေတွေယောဇာယံကာမေတုကာမတုခံလိကာနုယောဂောဟိနောကမ္မောပောထုဇနိကောအနရိယောအနတ္ထတံဟိတောယောဇာယံအတ္တပိလမထနုယောဂောဒုက္ခောအနရိယောအနတ္ထတံဟိတောဣတိခောဘိက္ခဝေဥဘောအံတေအနုပကမ္မမိစိမပရိပရံတထာဂတေနအဘိတံဗုဒ္ဓံသက္ခုကရဏီညာနကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိကဓမ္မသတ္တဘိက္ခဝေမစ္စိမပရိပရံတထာဂတေနအဘိတံဗုဒ္ဓံသက္ခုကရဏီညာနကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိအယမေဝရိယောသင်္ကိကောမေဘောတယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယမောသမ္မာတတိသမ္မာသမာဓိအယံခောတာဘိက္ခွေမစ္စိမပရိပရာတထာဂတေနအဘိတံဗုဒ္ဓံသက္ခုကရဏီညာနကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိဣရံခောပါဏဘိက္ခွေဒုက္ခံရိယသစ္ဆံဇာတိပိဒုက္ခသရာပိဒုက္ခယာရိပိဒုက္ခောမရဏံပိဒုက္ခံအပိယေဟိသံပြောကောဒုက္ခောပိယေဟိဝိပြောကောဒုက္ခောယံပိဿနလပတိတံပိဒုက္ခံသံခိတေနာပိစုပါရณะခန္ဓာဒုက္ခဣရံခောပါဏဘိက္ခွေဒုက္ခသမုဒယံ
အရိယသစ္ဆံယာယတနာဘောနောဝိကနန္ဒီယာကသဟကတံတတရတတရာဘိနန္ဒီနီတေယချီတံကာမတနာဘဝတနာဝိဘဝတနာဣဒံခောပါဏဘိက္ခဝေဒုက္ခនិရောဓံအရိယသစ္ဆံယောတတ္တယေဝတဏယအသေသဝိရာဂនិရောဓောသာဂောပတိနိသေခောမုဒ္တိအနာလယောဣဒံခောပါဏဘိက္ခဝေဒုက္ခនិရောဓဂာမိနိပရိပရာအရိယသစ္ဆံအယမိဝါရိယောသင်္ကိကောမကောသေယထီရံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယမောသမ္မာတတိသမ္မာသမာဓိဣဒံဒုက္ခရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသကုဥရပါရိညာဏံဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခံအရိယသစ္ဆံပရိညေယံတိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသကုဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခရိယသစ္ဆံပရိညာတံတိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိဣဒံဒုက္ခသမုဒယအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံပါဒဗန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံပဟိနန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိဣဒံဒုက္ခនិရောဓံအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတ္တဗန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိဣဒံဒုက္ခនិရောဓဂာမိနိပရိပရာအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပရိပရာအရိယသစ္ဆံဘာဝေတဗ္ဗန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပရိပရာအရိယသစ္ဆံဘာဝိတန္တိမေဘိက္ခဝေပုဗ္ဗေနန္တုတုတေတုဓမ္မေတုသခောဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကောဥရပါရိယာဝကိဝိဇာမေဘိက္ခဝေဣမေတုစတုသူရိယသစ္စေတုဣ
ဝံတိပရိဝတ္တံဒွါရတာကာရံယထာဘူတံညာနာဒသနံနသုဝိသုဒ္ဓံအဟောတိနေဝတာဝဟံဘိက္ခွေသဒေဝကေလောကေသမာရကေသဗျမကေသတမနာဗျမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအဘိသမ္ဗုဒ္ဓောတိပစ္စညာတိယတောသခောမေဘိက္ခဝေဣမေတုစတုတုအရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရတာကာရံယထာဘူတံညာနာဒသနံသူဝိသုဒ္ဓံအဟောတိအထာဘိက္ခဝေသရေဝကေလောကေသမာရကေသဗျမကေသသမနာဗျမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအဘိသမ္ဗုဒ္ဓောတိပစ္စညာတိညာနေသာပဏ္ဏမေတကနာဥရပါရိအကုပ္ပါမေဝိမု ക്തി အယမတ္တိမာဇာတိနတ္ထိဓာနိပုဏ္ဏဘဝတိဣဒံမဝဇ္ဇဘဂဝါအတ္တမနာပိစ္ဆဝဂိယဘိက္ခုဘဂဝတောဘာတိတံဘိနန္တုံတိဣမသမေသာပဏ္ဏဝေယကရဏသမိန်ပညာမာနိအာယသမတောကွန်တင်ညတာဝိရဇံဝိတမလံဓမ္မစကုံဥရပါရိယံကိဉ္စီသမုဒယဓမ္မံသဗ္ဗံတံនិရောဓဓမ္မံတိဘုဒ္ဓိတေဇာပါဏဘဂဝတာဓမ္မစကေဘုံမာဒေဝသတ္တမလုကဝေသုံဧတံဘဂဝတာဘာတိယံဣတိပရဏိမိဂဓာယေအနုတရံဓမ္မစကံဝုတိတံအပရိဝုတိယံသမဏေနဝါဓမ္မနေနဝါဒေဝေနဝါမာရိနဝါယမုနဝါကိနာစီဝါလောကသမိန်တိဘုံမာနံဒေဝနံသတ္တသုတ္တဝံစတုမဟာရာဇိကာဒေဝသတ္တမနုဿဝေသုံစတုမဟာရာဇိကာနံဒေဝနံသတ္တသုတ္တဝါဒါဝရိနာဒေဝယာမဒေဝတုတ်တိတာဒေဝနေမာရတိဒေဝပရဏိမိတာဝတ္တဝရီဒေဝဓမ္မကာယိကာဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာဘာရဏတိယံဣတိပရဏိမိဂဓာယေအနုတ္တရံဓမ္မစကံပုဒ္ဓိတံအပိဝုတိယံသမဏိနဝါဗျမဏိနဝါဒေဝေနဝါမာရိနဝါဗျမုနဝါကိနာစီဝါလောကသမိန်တိဣတိယတေနခဏေနတေနလယေနတေနမုတ်တေနယာဝဗျမလောကသတ္တောအဘုဂစ္စတိအယင်္စာတသသာတိလောကဓာတုသံကံပိသံပကံပိသံဘဝေတိအမနောဇဥလာရောဩဘာသောလောကိပါတုရဟောတိအတိတ်ကမ္မဒေဝနံဒေဝ ानु ဘာဝန္တိအထာခောဘဂဝါဥရဏံဥရဏေတိအညတိဝတ္တဘောကွန်တင်ညောအညတိဝတ္တဘောကွန်တင်ညောတိဣတိဟိတံအာယသမတောကွန်တင်ညတ္တာအညတိကွန်တင်ညောတွေဝနာမအဟောတိအထာခောအာယသမအညတိကွန်တင်ညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောပရိယောဂလာဓမ္မောတိဏဝိသိကိသောဝိကတကထံကထောဝေသရိဇပါတောအပရပစ္စယောတတုသာသနေဘဂဝန္တဧတဒဝောစာလဗေယံဗန္တိဘဂဝါတောတဏိကေပပိဇံလဗေယံဥပသံပရံတိဧဘိက္ခုတိဘဂဝါအဝောစဗခာတောဓမ္မောစရဗြဟ္မစရိယံသမ္မာဒုက္ခကအန္တပရိယာယာတိလာဝတ္တလအာယသမတောဥပသံ္ဗရာအဟောတိတိဓမ္မစကပုရဏသုတ်တံနိဋ္ဌိတံသာဗျာစတုသစ္စာသစ္စာလေးပါးကိုပကာသင်တော်ပြတော်မူလိုသောလောကနာထောလူတို့၏ကိုယ်ွယ်အားဖြစ်တော်မူသောမြတ်စွာဘုရားသည်သဟံပတိနာမကိဏသဟံပတိအမည်ရှိသောမဟာဗျံမေနာမဟာဗြဟ္မာမင်းသည်ရာဇီတော်တရားဟောစိန်တော်ကတောင်းမှအပ်သည်ဖြစ်၍ဝါတောင်းမှအပ်သောဘုရားသခင်သည်ဣတိပရဏနာမကေဘုရားပိစိကဗုဒ္ဓရိယာတို့၏
ကောင်းငင်မှတရားကောင်းငင်တို့တရားဖြစ်၍ဣတိပရဏအမည်ရှိသောမိဂဓာယေသာတို့အားဘေးမဲ့ပေယမိဂရာဝုံတော်၌ပိဇဝကိနံပိဇဝကိအမည်ရှိကုန်သောဘေကုဏံကွန်တင်ညာဝပပတ္တိယမဟာနံအတ္တတိယဟံတို့အားနိဗ္ဗာန်ပါပကံနိဗ္ဗာန်သို့ရောက်စေတတ်သောဓမ္မဝရံတရားများဖြစ်သောယံဓမ္မစက္ကာချင်းဓမ္မစကြာဒေသနာကိုအရိရိဟောတော်မူပြီသဗ္ဗဒေဝေဟိခသိင်္ဂုံသောသမုဒ္ဒိနာဥပဒိနာဝိတုဒ္ဓိနတ်တို့သည်ဝါခသိင်္ဂုံသောနတ်မြမာတို့သည်နန္ဒီတံနှင့်လိုအပ်သောသဗ္ဗတံပတ္တိသာရကံခသိင်္ဂောလောကီလောကုတ္တရာပစ္စုပန်တဏ္ဍယာစည်းစိမ်ကိုပြီးစေတတ်သောဓမ္မစက္ကံထိုဓမ္မစကြာဒေသနာတော်ကိုသဗ္ဗလောကဟိတထာယခသိင်္ဂောလောကဤအစီဘွားကျိုးငှာဟေဩသူတော်ကောင်းတို့မယံငါတို့သည်ဗနာမရွတ်ကြကုန်အံဗာဏိကလဝရှင်မဟာကတ္တဗဣဒံသုတ်တဣဓမ္မစက္ကပုရဏသုတ်ကိုမေမယအကျွန်ုပ်အာနန္ဒမထေရီဘဂဝါတော်မြတ်စွာဘုရား၏တမ္မုခမျက်မှောက်တော်မှဧဝံဤသို့သူတံကြားလိုက်ရ၏ဧကံတဘာသောသမယံခါ၌ဘဂဝါမြတ်စွာဘုရားသည်ဘာယနတိယံဘာတိပြည်၌ဣတိပရဏိဣတိပရဏအမည်ရှိသောမိဂဓာယင်မိဂရာဟုတော်၌ဝိဟရတိနေတော်မူ၏တန္တရာခောထိုဣတိပရဏမိဂရာဟုတော်ဝနေတော်မူသောခါ၌ဘဂဝါမြတ်စွာဘုရားသခင်သည်ပြင်စဝဂိပင်စွဲကြီးမြည်ရှိကုန်သောဘေကုယံတို့ကိုအာမန္တေတိမိန်တော်မူ၏ဘေကုယံတို့ပါဝစီတေနယဟံဖြစ်သောသူသည်ဒွေနှစ်ပါးကုန်သောဣမေအန္တာဤအယုတ်တရားအစုတို့ကိုနသေဝိတ္တဗမမီဝဲအကုန်ဒွေအန္တာယဟံတို့မမီဝဲအကုန်သောအယုတ်တရားအစုနှစ်ပါးတို့ဟူသည်ကတမေဘေတိတို့နီရှိနောယုတ်သောကံမောရွာသူတို့၏ဥစ္စာဖြစ်သောဘောဓုဇနီကောပုရုဇံတို့၏အလိအကျက်ဖြစ်သောအနရိယောရိယာတို့၏ဥစ္စာမဟုတ်သောအနတ္တသံဟိတောစီဝါချမ်းသာဖြစ်ကြောင်းနှင့်မဆက်သောကာမိလူတေဘုမကတရားဒီဟုသောဝတ္ထုကာမတို့၌ကာမဒုက္ခလိကနုယောကောသန္တယာကဒီဟုသောကိလေသာကာမနှင့်ရှင်သောချမ်းသာကိုအဖန်တည်းလည်းခံစားခြင်းဟုဆိုအပ်သောယောဇာယံအန္တောအကျင့်အယုတ်တရားအစုသည်၎င်းဒုက္ခဆူးညောင်းကိုမှီ၍အိတ်ရှင်စသည်ဖြင့်ဆင်းရဲကိုဆောင်းတတ်သောအနတ္တိယောအရိယာမဟုတ်သောဒိဋ္ဌိတို့၏ဥစ္စာဖြစ်သောအနတ္တတန်ဟိတောစီဝါချမ်းသာဖြစ်ကြောင်းနှင့်မဆက်သောအတ္တကိလမထာနုယောကောမိမိကိုယ်ပင်မမြင်ကိုအဖန်တည်းလည်းဖြစ်စေတတ်သောယောဇာယံအန္တောအကျင့်ယုတ်တရားအစုသည်၎င်းဒွေအန္တာယုတ်တရားအစုနှစ်ပါးပြီးကုန်၏ဘေခွေယံတို့ဣတိခောဝောအန္တေထိုကာမဒုက္ခလိကနုယောကအတ္တကိလမထာနုယောကဟုသောအယုတ်တရားအစုနှစ်ပါးတို့ကိုအနုပါကံမကံမူ၍တထာဂတိနာငါဘုရားသည်အဘိဓမ္မုဒ္ဓထိုးတွင်၍သိတော်မူအပ်သောသက္ခုကရဏီသစ္စာ၄ပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောဉာဏကရဏီသစ္စာ၄ပါးကိုသိခြင်းကိုပြုတတ်သောမေဇိမာကာမဒုက္ခလိကနုယောကသဗ္ဗတဒိဋ္ဌိဟူသောတခုသောအစုအတ္တကိလမထာနုယောကဥစ္စေတာဒိဋ္ဌိဟူသောတခုသောအစု၏အလယ်၌ဖြစ်သောပฏิပဒါဝဆင်းရဲမှထွတ်မြောက်ခြင်းကိုအလိုရှိသောသူတို့သည်ကျင့်အားသောအကျင့်သည်ဥပဒမယာကိလေသာငြိမ်းခြင်းသည်ဟုသောသဥပါလိတေသနိဗ္ဗာန်အကျိုးငှာအဘိညာယသစ္စာ၄ပါးကိုထူသောဉာဏ်ဖြင့်သိခြင်းငှာသံမောဓယသစ္စာ၄ပါးကိုကောင်းစွာသိခြင်းငှာနိဗ္ဗာနယအနုပါလိတေသနိဗ္ဗာန်အကျိုးငှာသံဝတ္တိဖြစ်၏ဘေကွေယံတို့တထာဂတိနာငါဘုရားသည်အဘိဓမ္မဗုဒ္ဓထိုးတွင်၍သိတော်မူအပ်သောသက္ခုကရဏီသစ္စာ၄ပါးကိုမြင်တတ်သောပညာမျက်စိကိုပြုတတ်သောဉာဏကရဏီသစ္စာ၄ပါးကိုသိခြင်းကိုပြုတတ်သောယာမစ္စည်းမပရိပဒအကျင့်အလတ်ဖြစ်သောခြင်းသည်
ဥပဒမယကိလေသာငြင်းငြင်းဒီဟုသောသဥပါဒိတေသာနိဗ္ဗာန်အကျိုးငှာအဘိညာယသစ္စာ၄ပါးကိုထူသောဉာဏ်ဖြင့်သိခြင်းငှာသံမောလာယသစ္စာ၄ပါးကိုကောင်းစွာသိခြင်းငှာနိဗ္ဗာန်ယအနုပါတိတေသာနိဗ္ဗာန်အကျိုးငှာသံဝတ္တတိဖြစ်၏လာမစ္စည်းမပရိပရာထောလဖြစ်သောခြင်းသည်ကတမသအဘေနီအရိယောမြတ်သောထင်ကြီးကိုအင်္ဂါ၈ပါးနှင့်ပြည့်စုံသောအယမိဝမေကောဤမလင်သည်ဣဒံမဂ္ဂင်ကဤမဂ္ဂင်သည်တရားထာကတမံအဘေနီသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံခြင်းသမ္မာဝါစာကောင်းစွာဆိုခြင်းသမ္မာကမ္မန္တောကောင်းစွာပြုခြင်းသမ္မာအာဇီဝကောင်းစွာအသက်မွေးခြင်းသမ္မာဝါယမောကောင်းစွာအထုခြင်းသမ္မာတတ္တိကောင်းစွာအောင်းမေ့ခြင်းသမ္မာသမ္မာဓိကောင်းစွာတည်ကြည်ခြင်းဤယဓမ္မဇတ္တဤ၈ပါးသောသဘောတရားသည်မဂ္ဂင်ကံမဂ္ဂင်မြည်ဘိက္ခွေယံတို့တထာဂတေနငါဖျားသည်အဘိသမ္မုဒ္ဒထိုးထွင်း၍သိရသောသက္ခုကရဏီသစ္စာ၄ပါးကိုမြင်တတ်သောပညာမျက်စိကိုပြုထားသောညာနာကရဏီသစ္စာ၄ပါးကိုသိခြင်းကိုပြုထားသောအယံခောသမစ္စည်းမပရိပရာဤမဂ္ဂင်၈ပါးဒီဟုသောအလတ်ဖြစ်သောခြင်းသည်ဥပါဒမယကိလေသာငြင်းငြင်းဒီဟုသောသဥပါဒိတေသာနိဗ္ဗာန်အကျိုးငှာအဘိညာယသစ္စာ၄ပါးကိုထူသောဉာဏ်ဖြင့်သိခြင်းငှာသံမောလာယသစ္စာ၄ပါးကိုကောင်းစွာသိခြင်းငှာနိဗ္ဗာန်ယအနုပါတိတေသာနိဗ္ဗာန်အကျိုးငှာသံဝတ္တတိဖြစ်၏ဘိက္ခွေယံတို့ဇာတိပိပရိသန္တိနေယခြင်းတိဒုက္ခဆင်းရဲခြင်းအကြောင်းဖြစ်၏စရာပိဆိုးရွားဟောင်းခြင်းအိုမင်းမြင့်ရော်ရာခြင်းတိဒုက္ခဆင်းရဲခြင်းအကြောင်းဖြစ်၏ဗျာတိပိဖြာနာယခြင်းတိဒုက္ခဆင်းရဲခြင်းအကြောင်းဖြစ်၏မရဏံပိတရားခြင်းတိဒုက္ခဆင်းရဲခြင်းအကြောင်းဖြစ်၏အပိယဟိမရှိမနှင့်လိုအပ်သောတတ္တဝါသင်္ခါရတို့နှင့်လံမယောဂောပိအတူတကွာပေါင်းရှင်းရခြင်းတိဒုက္ခဆင်းရဲ၏ပိယဟိရှင်းနှင့်လိုအပ်သောတတ္တဝါသင်္ခါရတို့နှင့်ဝိပယောဂောပိကိုယ်ကွင်းကင်းကွာရှဲကွာဖဲ့ခြင်းမပေါင်းရှင်းရခြင်းတိဒုက္ခဆင်းရဲ၏ယံပိဿာကျင်ပရိသန္တိနေခြင်းစသောသဘောတရားငါအာမဖြစ်ပါမူကောင်းလေစွာစသည်ဖြင့်တောင်းတခြင်းကိုနလဘတိမယအာတံပိထုတောင်းတရင်မရခြင်းတိဒုက္ခံဆင်းရဲ၏သကိတေနာကျင့်အားဖြင့်ပိဿာ၅ပါးကုန်သောဥပါဒာနှင့်ခန္ဓာဥပါဒိုင်အာယုံဖြစ်သောခန္ဓာတို့သည်ဒုက္ခဆင်းရဲကုန်၏ဣဒံခောပနာဓမ္မဇာတံဤဇာတိအစရှိသောတရားသည်ဒုက္ခဒုက္ခဖြစ်သောအရိယသစ္စာအရိယာတို့သည်သိအပ်သောသစ္စာမြည်၏ဘိက္ခဝေယံတို့ယာယံတနာကျင်လောဘသည်သောနောဝိကတဖန်ဘဝသည်ကိုဖြစ်စေတတ်သောအလေးရှိ၏နန္နိယကလဟကတနှစ်သက်ခြင်းတိုက်ခြင်းဖြစ်၏တတရတတထိုထိုကိုဤအဖြစ်ထိုအာယုံ၌အဘိနန္ဒီနိအလွန်နှစ်သက်တတ်၏ဣဒံဧသတဏဣဒဏသည်တရားထကတမဘေနိကာမတဏယူပါယုံစသောဝတ္ထုကာမကိုတတ်တတ်သောတဏှာ၎င်းဘဝတဏပပ္ပရာဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာ၎င်းဝိဘဝတဏဥစ္စေရာဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာ၎င်းဣဒံခောပနာဓမ္မဇတံဤတဏှာဟုသောသဘောတရားသည်ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာအရိယာတို့သည်သိအပ်သောသစ္စာမြည်ဘိက္ခဝေယဟံတို့တတ္တယေဝတဏယထိုကာမတဏစသည်ဖြင့်ဝေဖန်အပ်သောလောဘ၏သာလျင်ယောအဝိသဝိရာဂနိရောဓအကျဉ်အကျွင်းမဲ့တချင်းကင်ရာချုပ်အားဖြစ်သောနိဗ္ဗာန်သည်ယောဇာကိုကျင်စွန့်ရာဖြစ်သောနိဗ္ဗာန်သည်ယောပတိနိဒေကိုအကျဉ်ဝိစွာစွန့်ရာဖြစ်သောနိဗ္ဗာန်သည်ယာမုဒ္ဒိအကျဉ်လွတ်ရာဖြစ်သောနိဗ္ဗာန်သည်ယောအနာယောအကျဉ်ကန့်ညီခြင်းကင်ရာဖြစ်သောနိဗ္ဗာန်သည်အဋ္ဌိရှိ၏ဣရန်ခောပနာဓမ္မဇတံဤနိဗ္ဗာန်ဟူသောသဘောတရားသည်ဒုက္ခនិရောဓံဒုက္ခ၏ချုပ်အားဖြစ်သော
အရိယသစ္စာရိယတို့သည်သိအပ်သောသစ္စာမြည်ဘိက္ခဝေယံတို့အရိယောမြတ်သောယာမိဝမေကောဣမေတိလယံအထင်ကြီးကောအင်္ဂါ7ပါးနှင့်ပြည့်စုံ၏ဣဒံမေခင်ကံဤမေခင်သည်တရားထကတမံဘေနိသမ္မာဒိဋ္ဌိကောင်းစွာမြင်ခြင်းသမ္မာသင်္ကပ္ပကောင်းစွာကြံခြင်းသမ္မာဝါစာကောင်းစွာဆိုခြင်းသမ္မာကမ္မန္တောကောင်းစွာပြုခြင်းသမ္မာအာဇီဝကောင်းစွာသမွေးခြင်းသမ္မာဝါယမောကောင်းစွာအထုတ်ခြင်းသမ္မာတတိကောင်းစွာအောင်မေ့ခြင်းသမ္မာသမာဓိကောင်းစွာတည်ကြည်ခြင်းဣဒံခောပန္နဓမ္မဇာတံဤမဂ္ဂင်7ပါးတရားဖြင့်ဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခ၏ချုပ်ရနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာအရိယတို့သည်သိအပ်သောသစ္စာမြည်ဘေကုယံတို့ဣဒနာမတော်သောတိပုမကတရားသည်ဒုက္ခဖြစ်သောရိယသစ္စာရိယသစ္စာမြည်ဣတိသို့မိမယာငါဖယားသည်ဘုဝေဖယားဖြစ်သည်မှာရှေ့၌အနန္တုတုတေတုမကြားသဘူးကုန်သောဓမ္မိတုသစ္စာတရားတို့၌စက္ခုံဒုက္ခသစ္စာကိုမြင်နာသောပညာမျက်စိသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဉာဏံဒုက္ခသစ္စာကိုသိခြင်းသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ပညာဇာတိဒုက္ခစသည်ကိုအပြားအားဖြင့်သိခြင်းသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဝိဇ္ဇာဒုက္ခသစ္စာကိုထိုးထွင်း၍သိခြင်းသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏အလောကောဒုက္ခသစ္စာကိုဖုံးလွှမ်းတတ်သောမောဟရိဟုသောအမိုက်တိုက်ကိုဆက်စည်းတတ်သောပညာအယောင်အလင်းသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဘေကုယံတို့တံခောပဏိတံဒုက္ခံရိယသစ္စာထိုဒုက္ခဖြစ်သောရိယသစ္စာကိုပရိညေယံဤတရားကဒုက္ခဤဒုက္ခကဤမြလာသည်ဤထက်အလွန်ဤမှာအောက်အယုတ်မရှိဟုထဝန်းကျင်မှာပိုင်းခြား၍သိရ၏ဣတိသို့မိမယာငါဖယားသည်ဘုဝေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြားစဘူးကုန်သောဓမ္မိတုသစ္စာတရားတို့၌စက္ခုံဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဘေကုယံတို့တံခောပဏိတံဒုက္ခရိယသစ္စာထိုဒုက္ခဖြစ်သောရိယသစ္စာကိုပရိညာတံဤထက်အလွန်ဤမှာအောက်အယုတ်မရှိဟုထဝန်းကျင်မှာပိုင်းခြား၍သိရပြီဣတိဤသို့မေမယငါဖယားသည်ပုဝေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြားစဘူးကုန်သောဓမ္မေတုသစ္စာတရားတို့၌စက္ခုံဒုက္ခသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဘေကုယံတို့ဣဒံဣဒနာဟုသောလောဘသည်ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာဝိရိယသစ္စာမြည်ဣတိဤသို့မိမယာငါဖယားသည်ပုဂ္ဂေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြားစဘူးကုန်သောဓမ္မေတုသစ္စာတရားတို့၌စက္ကုံသမုဒယသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဉာဏံသမုဒယသစ္စာကိုသိခြင်းသည်ပညာတရားကိုအားဖြင့်တပါးအချင်းရာအားဖြင့်ကာမတဏဘဝတဏဝိဘဝတဏဟု၍၃ပါးရူပတဏသရတဏခန္ဓာတဏရသတဏဖုဒ္ဓဘာတဏဓမ္မတဏဟု၍အာယုံအားဖြင့်18ပါးဣဇဒဗိဒ္ဓသံဃံအားဖြင့်36ပါးအတိတ်အနာဂတ်ပစ္စုပ္ပန်ကာလ3ပါးအားဖြင့်108ပါးရှိ၏ဟုအပြာအားဖြင့်သိခြင်းသည်ဝိဇ္ဇာသမုဒယသစ္စာကိုထိုးထွင်း၍သိခြင်းသည်အလောကောသမုဒယသစ္စာကိုဖုံးလွှမ်းတတ်သောမောဟရိဟုသောအမိုက်တိုက်ကိုဖြည့်ဆည်းကြသောပညာအယောင်အလင်းသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ဘေကွေယံတို့တံခောပဏိတံဒုက္ခသမုဒယအရိယသစ္စာထိုဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာကိုပဟာတဗံဒိဋ္ဌိဝိသိကိစ္စတံပြုတ်ကိုသောတာပတ္တိမဲ့ဖြင့်ကာမရာဂကိုအနာဂါမိမဲ့ဖြင့်ရူပရာဂအရူပရာဂကိုအထတ္တမဲ့ဖြင့်ပယ်၏ဣတိသို့မင်းများငါဖယားသည်
ပုဝေဘုရားဖြစ်သည်မှာရှင်း၌အနန္တုတုတေတုမကြာသူကုန်သောဓမ္မေတုသစ္စာတရားတို့၌စေကုံသမှုတရားသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဘိကဝေယံတို့တံခောပဏိတံဒုက္ခသမှုတရားအရိယသစ္စာထိုဒုက္ခ၏အကြောင်းဖြစ်သောအရိယသစ္စာကိုပဟိနံမလေးပါးဖြင့်အတွင်မဲ့ပဲ့အပ်ပြီးဣတိတို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေသူမကြာသူကုန်သောဓမ္မေတုသစ္စာတရားတို့၌စေခုံသမှုတရားသစ္စာကိုမြင်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့ဣဒံဣနိဗ္ဗာန်သည်ဒုက္ခនិရောဓံဒုက္ခ၏ချုပ်ရာဖြစ်သောအရိယာသစ္စာအရိယာသစ္စာမြည်ဣတိသို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြာသဟုကုန်သောဓမ္မေတုသစ္စာတရားတို့၌စေကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဉာဏ်និရောဓသစ္စာကိုသိတတ်သောဉာဏ်သည်ပညာတရားကိုအပြင်တစ်ပါးသဥပါလိတေတအနုပါလိတေတအချင်းနှစ်ပါးသုံးညတအာနိမိတ်တအပနိဟိတအချင်းသုံးပါးရှိ၏ဟုအပြာအချင်းသိခြင်းသည်ဝိဇာនិရောဓသစ္စာကိုထိုးရင်း၍သိခြင်းသည်အလောကောនិရောဓသစ္စာကိုဖုံးလွှမ်းတတ်သောမောဟသည်ဟုသောအမိုက်တိုက်ကိုဖြည့်ဆည်းတတ်သောပညာအယောင်အလင်းသည်ဥဒါပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့တံခောပဏိတံဒုက္ခនិရောဓံအရိယသစ္စာထိုဒုက္ခ၏ချုပ်ရာဖြစ်သောအရိယသစ္စာကိုသစ္စေကာတဗမ္မညာဖိုညာပိစ္ဆွခဏညာတို့ဖြင့်မျက်မှောက်ပြုအပ်၏ဣတိသို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြာသဟုကုန်သောဓမ္မေတုသစ္စာတရားတို့၌စေခုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့တံခောပဏိတံဒုက္ခនិရောဓအရိယသစ္စာထိုဒုက္ခ၏ချုပ်ရာဖြစ်သောအရိယသစ္စာကိုသစ္စိကတံမညာဖိုညာပိစ္ဆွခဏညာတို့ဖြင့်မျက်မှောက်ပြုအပ်ပြီးဣတိသို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြာသဟုကုန်သောဓမ္မေတုသစ္စာတရားတို့၌စကုံនិရောဓသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့ဣဒံဤမဂ္ဂင်7ပါးသည်ဒုက္ခនិရောဓဂာမိနိပฏิပဒါဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာအရိယသစ္စာမိဣတိသို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှေ့၌အနန္တုတုတေတုမကြာသဟုကုန်သောဓမ္မေတုသစ္စာတရားတို့၌စက္ခုံမဂ္ဂသစ္စာကိုမြင်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဉာဏ်မဂ္ဂသစ္စာကိုသိတတ်သောဉာဏ်သည်ပညာသမာဓိဋ္ဌိစသည်ဝပြအားဖြင့်သိခြင်းသည်ဝိဇာမဂ္ဂသစ္စာကိုထိုးထွင်း၍သိခြင်းသည်အလောကောမဂ္ဂသစ္စာကိုဖုံးလွှမ်းတတ်သောမောဟသည်ဟူသောအမိုက်တိုက်ကိုဖြည့်ဆည်းတတ်သောပညာအယောင်အလင်းသည်ဥရာပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့တံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာထိုဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာကိုဘာဝေတဗံပွားစေအပ်၏ဣတိသို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှေ့၌အနန္တုတုတေတုမကြာသဟုကုန်သောဓမ္မေတုသစ္စာတရားတို့၌စက္ခုံမဂ္ဂသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥရာပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့တံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာထိုဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သောအရိယသစ္စာကိုဘာဝိတံပွားစေအပ်ပြီးဣတိသို့မေမယငါဖယားသည်ပုဗ္ဗေဖယားဖြစ်သည်မှာရှိ၌အနန္တုတုတေတုမကြာသဟုကုန်သောဓမ္မေတုသစ္စာတရားတို့၌စက္ခုံမဂ္ဂသစ္စာကိုမြင်တတ်သောပညာမျက်စိသည်ဥဒါပါရိထင်ရှားဖြစ်၏ဘိက္ခဝေယံတို့
ယာဝကိဝိသယတ္ထကံကာလံအကျဉ်မြလောက်သောကာလပတ်လုံးဣမေတုသရုတုရိယပစ္စေတုဤသစ္စာ၄ပါးတို့၌ဧဝံဤသို့တိပရိဝတံသစ္စာညာကိစ္စညာကတညာအပြင်၃ပါးသောအပြန်ရှိသောဒွါရတာကာရံ၃ပါးလေးဤဖြစ်12ပါးသောခြင်းရာရှိသောယတ္ထဘူတံဟုတ်မှနိုင်ဖြစ်သောညာနာတမနံညာအမြင်သည်မေငါအားသူဝိသုဒ္ဓအလွန်တန်ရှင်းကြည်နေစင်ကြယ်သည်နာအဟောသည်မဖြစ်သေးဘိခဝေယံတို့တာဝတတကံကာလံထိုးညာမြင်မစင်ကြယ်သည်မြတ်ကာလပတ်လုံးအဟံငါဘုရား၏သရေဝကေကာမောဇာနတ်ပြည်9ဓာတ်နှင့်တကွသောသမရကေဝတ္တဝရီနတ်ပြည်နှင့်တကွသောသဗ္ဗမကေဗြဟ္မာပြည်နှင့်တကွသောလောကေဩဃသလောက၌သတ္တမနဗြဟ္မဏီယယဟံပုံနာနှင့်တကွသောသတ္တေဝမနုဿာယသမုဒိနာတိဟုသောမင်းကျွင်းတော်လူနှင့်တကွသောပဇာယသတ္တလောက၌အလုတ္တရာအတုမရှိသောသမ္မာသမ္မောရိယရတမေညာသဗ္ဗညုတဉာဏ်ကိုအဘိဓမ္ဗုဒ္ဓတိထိုးတွင်၍တည်ပြီးဟု၍နေဝပင်စင်ညာသိမ့်ဝန်ခံတော်မမူသေးဘိက္ခွေယံတို့ယတောသခောယရာကာလီအကျဉ်းခါ၌ကဣမေတုစတုသူရိယပစ္စေတုဤသစ္စာ၄ပါးတို့၌ဧဝံဤသို့တိပရိဝတံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အပြင်၃ပါးသောအပြောင်းရှိသောဒွါရတာကာရံ၃ပါးလေးဖြစ်၍12ပါးသောခြင်းရာရှိသောယတ္ထဘူတံဟုတ်မှနိုင်ဖြစ်သောဉာဏတပ္ပဏဉာဏ်အမြင်သည်မေငါအားသူဝိသုဒ္ဓံအလွန်တန်ရှင်းကြည်လင်စင်ကြယ်သည့်အဟောတိဖြစ်ဘိက္ခွေယံတို့အခြားတက္ကမိန်ကာလင်ထိုဉာဏ်မြင်စင်ကြယ်စွာဖြစ်သောခါ၌အဟံငါဘုရားသည်သရိဝကေကာမောဇောနတ်ပြည်9ဓာတ်နှင့်တကွသောသမရကေဝတ္တဝရီနတ်ပြည်နှင့်တကွသောသဗ္ဗမကေဗြဟ္မာပြည်နှင့်တကွသောလောကေဩဃသလောက၌သတ္တမနဗြဟ္မဏီယယဟံပုံနာနှင့်တကွသောသဒေဝမနုဿာယသမုဒိနာတိဟုသောမင်းကျွင်းသောလူနှင့်တကွသောပဇာယသတ္တလောက၌အနုတ္တရံအတုမရှိသောသမ္မာသမ္မောရိအထာတမေညာသဗ္ဗညုတဉာဏ်ကိုအဘိသံဗုဒ္ဓတိထိုးတွင်၍တည်ပြီဟုပစ္စေညာသိဉ္ဝံခံတော်မူပြီမေငါအားညာနိသဗ္ဗနာတနာပစ္ဝခဏညာအမြင်သည်ဥဒ္ဓပါရိထင်ရှားဖြစ်ပြီမေငါ၏ဝိမု ക്തി အထတဖို့ဉာဏ်ကိုအကုပ္ပဆန်းခြင်းမဲ့တရားတို့သည်မဖြစ်စီအားအယံဤကိုဤဖြစ်သည့်အန္တိမအဆုံးဆုံးဖြစ်သောဇာတိအဖြစ်သည်ဣဒာနိခုခါ၌ပုဏ္ဏဘဝတဖန်ဘဝစဉ်၌ဖြစ်ခြင်းသည်နတ္တိမရှိပြီဣတိညာဏတနာဤသို့သောပစ္ဝကလညာအမြင်သည်ဥဒ္ဓပါရိသင်္ရှားဖြစ်ပြီဘဂဝါမြတ်စွာဘုရားသည်ဣဒံဝဇနံဤတွေမေဘိက္ခဝေသာသောစကားတော်ကိုအဝေါ်စားမိန်တော်မူ၏ပိဇဝဂိယပင်စွဲရမည်ရှိကုန်သောဘေကုယံတို့သည်အာတမနာနှစ်လိုဝမ်းမြောက်ကုန်ပြီဖြစ်၍ဘဂဝါတော်မြတ်စွာဘုရား၏ပါဠိတံဟောတော်မူသောတရားတော်ကိုအဘိနန္ဒံသာဓုသာဓုဟုယောသေးစွာဥဖြင့်ခံကုန်၏ဣမလမိသာပဏဝေယကဏသမိန်ဤဂဋ္ဌမပဲသက်သက်သောအမိဖြစ်ဖြစ်သောဗျာကတိုင်းကိုပညာမာနိဟောတော်မူအပ်သည်ရှိသောအာရမတော်ရှိသောသက်တော်ရှိသောကွန်တင်ညတာကွန်တင်ညထေအားဝိရဇံအဘဲသို့လားစေသောယာကဆရှိသောမြူမကင်းသောဝိတမလံအကျွင်းမရှိဒိဋ္ဌိဝိစီကိစ္စကိုပယ်ဖြင့်ကင်းသောအငြိကျေးရှိသောဓမ္မစကုံသစ္စာလေးပါးကိုမြင်နာသောသောတာပတ္တိမဉ္ဇဉ်ဒီဟူသောမျက်စိသည်ဥဒ္ဓပါရိထင်ရှားဖြစ်၏ယံကိစီအလုံးစုံသောတေဘုမကတရားသည်သမုဒယဓမ္မံဖြစ်ခြင်းသဘောရှိ၏တံတပ္ပံထိုးဖြစ်ခြင်းသဘောရှိသောတရားဟုသမျှသည်နိရောဓဓမ္မံချုပ်ခြင်းသဘောရှိဣတိဤသို့ဥဒ္ဓပါရိထင်ရှားဖြစ်၏ဘဂဝတာမြတ်စွာဘုရားသည်ဓမ္မစကေဓမ္မစကြာတရားတော်ပုဒ္ဓိတေသပါဏဟောတော်မူအပ်သည်ရှိသောကဘုံမာဒေဝဘုံမဇောနတ်တို့သည်သ
သာတံကောင်းကြီးပေးသောတန်ကိုအနုသာဝေသုံးတပြိုင်နဲ့ကြွေးကြော်ကုန်၏ကိနုသာဝေသုံးအဘယ်သို့ကြွေးကြော်ကြကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ဘာတိယဘာတိပြီး၌ဣတိပရဏေဣတိပရဏအမည်ရှိသောမိဂရာယိမိဂရာဟုတော၌လောကသမိန်လောက၌ကိနာစီတမဏိနဝတစုံတယောက်သောယံသည်၎င်းကိနာစီဗျမဏိနဝတစုံတယောက်သောပုံနာသည်၎င်းကိနာစီခြေဝေနာဝတစုံတယောက်သောနတ်သည်၎င်းကိနာစီမာရိနာဝတစုံတယောက်သောမန်သည်၎င်းကိနာစီဗျာမှုနာဝတစုံတယောက်သောဗြဟ္မာသည်၎င်းအပရိဝတ္တိယံမတ္တာမြင့်၌မဟောနိုင်သောအနုတ္တရံတုမရှိသောဧတံဓမ္မစကံထိုဓမ္မစကြာတရားတော်ကိုဝတ္တိတံဟောတော်မူအပ်ပြီဣတိသောနုဿဝေသုံးတရားနှင့်ကြွကြော်ကုန်၏ဘုံမာနဒေဝနာဘုံမဇုနတ်တို့၏သတ္တံကောင်းကြီးပေသောတန်ကိုသုတ္တဝါကြားကုန်၍သတုမဟာရာဇိကာဒေဝသရုမာရေနတ်တို့သည်သတ္တံကောင်းကြီးပေသောတန်ကိုအနုဿဝေသုံးတဆင့်ကြွကြော်ကုန်၏သတုမဟာရိကာနဒေဝနာသတုမာရေနတ်တို့၏သတ္တံကောင်းကြီးပေသောတန်ကိုသုတ္တဝါကြားကုန်၍တာဝရိနာဒေဝတာဝရိနာနတ်တို့သည်ယာမဒေဝယာမနာတို့သည်တုတ်တိတာဒေဝတုတ်တိတာနတ်တို့သည်နေမနတိဒေဝနေမတိနတ်တို့သည်ပရဏိမိတာဝတ္တဝတိဒေဝပရဏိမိတာဝတ္တဝတိနတ်တို့သည်ဓမ္မကာယိကာဗြဟ္မပိ၌ဖြစ်ကုန်သောဒေဝဗြဟ္မတို့သည်သာတံကောင်းကြီးပေသောသံကိုအနုဿဝေသုံးတဆင့်ကြွေးကြော်ကုန်၏ကိနုဿဝေသုံးအဘယ်သို့ကြွေးကြော်ကြကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ဗာရတိယံဗာရတိပြည်၌ဣတိပရဏိဣတိပရဏအမည်ရှိသောမိဂဒါယင်မိဂရာဟုတော်၌လောကလမိန်လောက၌ကိနစီတစုံတယောက်သောသမဏိနဝါယဟသည်၎င်းဗျမဏိနဝါပုံနာသည်၎င်းမာရိနဝါမန္တိ၎င်းဗျမုနာဝါဗျမသည်၎င်းအပရိဝတ္တိယံမတ္တာမြင့်၌မဟောနိုင်သောအနုတ္တရာတုမရှိသောဧတံဓမ္မစကံထိုဓမ္မစကြာတရားတော်ကိုဝတ္တိတံဟောတော်မူအပ်ပြီဣတိသောနုဿဝေသုံးတရားနှင့်ကြွေးကြော်ကုန်၏တေနခဏိနာထိုခဏဖြင့်တေနယေနာထိုလျဖြင့်တေနမဟုတေနထိုမူဟုတ်ခြင်းယာဝဗြဟ္မာလောကအထက်အဂနိဋ္ဌဗြဟ္မာတိတိုင်အောင်သတ္တောကြောသောသောအတံတိအဘုကေစတိ၌၍တည်၏အယင်ဇာဓာတသဟတိလောကဓာတုဤတလောင်းသောလောကဓာစัจ java လာသည်နိသံကံပိသိဝေသိဝေလှုပ်၏သမကံပိတေဝေတေဝေလှုပ်၏သံဘဝေရီထိုမဤမအေးရင်ကဲ့သို့လှုပ်၏အပမနောတိုင်းရှိမရှိရှိသောအုံလာတော်ပြန်ပြောသောဩဘာသောစာဒေသနာညံကြောင့်ဖြစ်သောအယောင်လင်းသည်လောကေလောက၌ဒေဝနာနတ်မြမတို့၏ဒေဝနုဘာဝနတ်မြမတို့၏အာနုဘောကိုအတိတ်ကမ္မသာလွန်၍ပါတုတော်သည်ထင်ရှားဖြစ်၏အထခောထိုခန္၌ဘဂဝါမြတ်စွာဘုရားသည်ဥဒာဏဝမ်းမြောက်သောစကားကိုဥဒာနီသည်တလောင်းတိုင်သာကြားသည်အောင်မြတ်ဆိုတော်မူ၏ကိဉ္ဥရာနေသည်အဘယ်သို့မြတ်ဆိုတော်မူသနည်းဘောအိုယဟံတို့ကွန်းတင်ညောကွန်းတင်ညသည်ဝတ္တဆင်စစ်အညာတိသစ္စာလေးပါးကိုသိလေပြီဘောအိုယဟံတို့ကွန်းတင်ညောကွန်းတင်ညသည်ဝတ္တဆင်စစ်အညာတိသစ္စာလေးပါးကိုသိလေပြီဣတိဤသို့ဥရာနေသည်မြတ်ဆိုတော်မူ၏ဣတိဧဝဤသို့ဥရံပြုတော်မူသောကြောင့်သာလျင်အာယလမတော်ကွန်းတင်ညတအရှင်ကွန်းတင်ညအားအညာတိကွန်းတင်ညတွေဝအညာတိကွန်းတင်ညဟု၍သာလျင်ဣရနာမဤယမည်သည်အဟောသည်ဖြစ်၏အထာဂောထုသောတပန်ဖြစ်ပြီးသောခါ၌အာယလမအညာတိကွန်းတင်ညအရှင်အညာတိကွန်းတင်ညသည်ဒိဋ္ဌဓမ္မောမြတ်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ဗတ္တဓမ္မောရောက်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ဝိရိဒဓမ္မောသိအပ်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ပရိယောဂန္လဓမ္မောဉာဏ်ဖြင့်သက်ဝင်အပ်ပြီးသောသစ္စာတရားရှိသည်ဖြစ်၍ဒိဏဝိသိကိသောကုမြောက်ပြီးသော16ပါးသောယုံမှားခြင်း
ရှစ်ပါးသောယုံမှယံရှိသည်ဖြစ်၍ဝိကတကထံကထောသို့လောတွတ်တော်ယုံမှခြင်းကင်သည်ဖြစ်၍တတုသာရဏီမြတ်စွာဘုရားသာသနာတော်၌ဝေဒရိသပတ်တော်ရဲရင်ချင်းတို့ရောက်သည်ဖြစ်၍အပရပိစယောကိုယ်တိုင်မျက်မှောက်သိမြင်အပ်သောကြောင့်သူတစ်ပါးတို့အားယုံကြည်ခြင်းမဖြစ်မှု၍ဘဂဝန္တမြတ်စွာဘုရားကိုဣတံဝေစနံဤသို့သောစကားကိုဩစာလျောက်၏ကိဉ္ဝောစာဘယ်သို့လျောက်သနည်းဗန္နေရှင်ဘုရားအဟံကျင့်တို့သည်ဘဂဝါတော်မြတ်စွာဘုရား၏တဏှိကေအထံတော်၌ပပိဇံရှင်၏အဖြစ်ကိုလဘေယံရခြင်းပါ၏ဥပတံ္မရာပြင်စည်းအဖြစ်ကိုလဘေယံရခြင်းပါ၏ဣတိဤသို့ဩစာလျောက်၏ဘိက္ခုယံအေဟိလာဟဲ့ဓမ္မောတရားတော်ကိုသက္ခတော်ကောင်းစွာငါဟောအပ်ပြီးဒုက္ခလာဝဆင်းရဲ၏အန္တကိရိယာယအဆုံးကိုပြုခြင်းငှာသမ္မာကောင်းစွာဗြဟ္မစရိယံအထက်မဲ့သုံးပါးတည်းဟူသောမြတ်သောကျင့်ကိုစရကျင့်လောဣတိဤသို့ဘဂဝါမြတ်စွာဘုရားသည်အဝေါစာမိန့်တော်မူ၏ဒါလအာယသမတော်ထိုအရှင်အညာတိကွန်တင်ညအားလာဝဥပတံ္မရာထိုအေဟိဘိက္ခုပြင်စဉ်အဖြစ်လီသာလျင်အဟောတိဖြစ်၏ဓမ္မစကပုဏ္ဏလုတ်တံဓမ္မစကပုဏ္ဏသုတ်တိနေတိတံအပိသို့ရောက်၏